ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်တူတူကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဟေရှာယနာဂတိကျမ်းခန်းကြီး55အပိုင်ငယ်8မှာကိုထာဝရဘုရားမိန့်တော်မူသည်ကငါ၏အကြံစီသည်သင်တို့၏အကြံစီနှင့်မတူငါ၏အကျင့်သည်လည်းသင်တို့၏အကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်သာ၍မြင့်တဲ့ကဲ့သို့ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်းငါ၏အကြံစီသည်သင်တို့၏အကြံစီထက်၎င်းသာ၍မြင့်၏ကျွန်တော်ဒီနှုတ်ကပတ်တော်မှာဘုရားသခင်ကပြောလဲဆိုရင်ငါရဲ့အကြံစီကတဲ့မင်းတို့ရဲ့အကြံစီနဲ့မတူပါဘူးငါရဲ့အကျင့်ကလည်းမင်းတို့အကျင့်နဲ့မတူဘူးမိုးကောင်းကင်ကမြေကြီးထက်သာ၍မြင့်တဲ့ကဲ့သို့တဲ့ငါရဲ့အကျင့်ကမင်းတို့အကျင့်ထက်မြင့်တယ်ငါရဲ့အကြံစီကလည်းမင်းတို့ရဲ့အကြံစီထက်သာ၍မြင့်တယ်လို့ဖော်ပြပါတယ်ဒီနှုတ်ကပတ်တော်ရဲ့အဓိကဖော်ပြခြင်းတဲ့အကြောင်းရင်းကဘုရားသခင်အကြံစီကကျွန်တော်ရဲ့အကြံစီထက်သာ၍ကောင်းမွန်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါတယ်။ဒါကတည်းကမှကျွန်တော်ကကိုယ့်ရဲ့အကြံစီထဲမှာကိုယ့်ရဲ့အစီအစဉ်ထဲမှာပဲအသက်ရှင်တတ်ပါတယ်။တကယ်တော့လောကမှာအသက်ရှင်ရတဲ့အခိုက်အတန့်မှာဘုရားသခင်ရဲ့အစီအစဉ်ထဲမှာအသက်ရှင်တတ်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဘုရားသခင်အကြံစီရှိတယ်။ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားသခင်အကြံစီရှိလို့ဒီလောကထဲမှာထားရခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလောကမှာနေတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့အကြံစီကိုယ့်ရဲ့အစီအစဉ်ထဲမှာကိုလှုပ်ချင်တဲ့သဘောနဲ့အသက်မရှင်ပဲနဲ့ဘုရားသခင်ရဲ့အစီအစဉ်ထဲမှာအသက်ရှင်မယ်ဘုရားရဲ့အကြံစီကိုဝန်ခံမယ်ဆိုရင်တော့ကျွန်တော်အသက်တာကလှပနေမှာဖြစ်ပါတယ်နေ့ရက်တိုင်းကလှပစွာနဲ့သင်ကဖြတ်သန်းနိုင်မှာဖြစ်ပါတယ်ဘုရားသခင်အကြံစီထဲမှာမရှိရင်တော့ကျွန်တော်ရဲ့ဘဝသက်တာကယုံကန်တွန်းထိုးပြီးတော့ဘဝကြီးကခက်ခဲပင်ပန်းနေမှာဖြစ်ပါတယ်ဝင်လေးနေမှာဖြစ်ပါတယ်ဘုရားသခင်ရဲ့အကြံစီထဲကိုရောက်သွားရင်တော့ဘုရားသခင်တဘိုးကထမ်းလွယ်တယ်ဘုရားသခင်ဝင်ကပို့ပါတယ်ဒါကြောင့်မို့ဘုရားသခင်အကြံစီထဲမှာအသက်ရှင်တတ်ဖို့အင်မတန်ရေးကြီးတယ်တခါတည်းမှာကျွန်တော်တို့ရဲ့အကြံစီနဲ့ဘုရားသခင်အကြံစီကမတူနိုင်ပါဘူးအန်ခိုင်းမဖြစ်နိုင်ပါဘူးကိုဖြစ်ချင်တာကတစ်မျိုးဘုရားသခင်စီစဉ်တာကတစ်မျိုးဖြစ်တတ်ပါတယ်တို့ရတွင်ဘုရားသခင်ကကျွန်တော်တို့ရဲ့အကြောင်းကိုကျွန်တော်တို့သိတာထက်သူကပိုပြီးတော့သိပါတယ်သင်ကသင်ရဲ့အကြောင်းကိုသင်သိတာထက်သင်ကြံစီနိုင်တာထက်ဘုရားသခင်ကသင်ရဲ့အကြောင်းကိုပိုသိပြီးတော့သူ့ရဲ့အကြံစီကတာ၍ကောင်းမွန်ပါတယ်ဒါကြောင့်မို့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာဘုရားသခင်အကြံစီတော်ထဲမှာဝန်ခံပြီးလိုက်လျှောက်ဖို့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့အကြံစီနဲ့ဘုရားရဲ့အကြံစီနဲ့ကိုဖြစ်ချင်တာနဲ့ဘုရားဖြစ်စေချင်တာနဲ့မကိုက်ကောင်းရှိပါလိမ့်မယ်တို့ရတွင်မိတို့ပင်ဖြစ်စေဘုရားသခင်ရဲ့အကြံစီကိုပဲသင်ဝန်ခံလိုက်ပါဘုရားသခင်ရဲ့အကြံစီထဲမှာပဲသင်အသက်ရှင်လိုက်ပါအဲ့ဒီဘုရားသခင်ရဲ့အကြံစီထဲမှာပဲအသက်ရှင်ခဲ့မယ်ဆိုရင်တော့သင်ရဲ့နေ့ရက်တိုင်းကလှပပြီးတော့သင်ရဲ့အနာဂတ်ကလည်းလှပနေမှာဖြစ်ပါတယ်အမှကျမ်းစာထဲမှာအာဗြဟံကိုဘုရားသခင်ခေါ်ထုတ်တဲ့အခါမှာဘုရားသခင်ရွေးကောက်တဲ့အခါမှာသူ့ရဲ့အသက်က85နှစ်ရှိနေပြီဘုရားသခင်အာဗြဟံကိုပြောတယ်မင်းကလူမျိုးကြီးဖြစ်စေမယ်လူမျိုးအများတို့ရဲ့အဖဖြစ်စေမယ်ဒါပေမဲ့အာဗြဟံမှာသားသမီးတစ်ယောက်မှမရှိသေးပါဘူးသူ့ရဲ့အသက်က85နှစ်ရှိပြီသူ့ရဲ့မိန်းမကသူ့ထက်10နှစ်ငယ်တယ်အာဗြဟံတို့ဇနီးမောင်နှံကသားသမီးမရှိဘဲနဲ့တွာလာရတာကြာလာတဲ့အခါမှာအာဗြဟံကသူ့ရဲ့ကျွန်ဖြစ်တဲ့အေလီယာဇာကိုသူ့ရဲ့အမွေခံသားဖြစ်မွေးစားဖို့ရန်အတွက်ဘုရားသခင်ကိုပြောပါတယ်ဘုရားသခင်ကဒီလိုမဟုတ်ဘူးအာဗြဟံမင်းရဲ့ကိုယ်ထဲကနေပြီးတော့သားသမီးကိုငါကရစေမှာဖြစ်တယ်လို့ဘုရားကပြောပါတယ်အဲ့ဒီခါနန်ပြည်မှာတဲ့10နှစ်ကြာလာတဲ့အခါမှာဆာရာကအကြံတစ်ခုကြံတယ်ဘုရားသခင်ကသာသားသမီးရမှာပြောတာအခုတည်းမရသေးဘူးဒါကြောင့်မို့သူကသူ့ရဲ့ကျွန်မဟာဂရနဲ့အာဗြဟံကိုအိပ်ဖို့ရန်အတွက်အကြံပေးခဲ့ပါတယ်ဘုရားသခင်ရဲ့အကြံစီထဲမှာစောင့်ဆိုင်ပြီးသွားရမယ်ဆာရာရဲ့အကြံစီကိုအာဗြဟံကလိုက်ရောပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာဣရှမေလဆိုတဲ့ဘုရားဂတိတော်နဲ့မညီတဲ့သားတစ်ယောက်မွေးလာခဲ့တယ်။အဲ့ဒီအချိန်မှာဘုရားသခင်ကမနှစ်ပြုတ်ပါဘူး။ဘုရားသခင်ပြင်ဆင်ပေးတဲ့အချိန်ကိုမရောက်သေးဘူး။ဒါကလူအကြံစီနဲ့ရတဲ့ကလေးဖြစ်ပါတယ်။အဲ့ဒီဣရှမေလကိုမွေးတဲ့အခါမှာအာဗြဟံရဲ့အသက်က86နှစ်ရှိပြီ။ဘုရားသခင်ကအသက်69နှစ်ကြာမှအာဗြဟံကိုတစ်ခေါက်စကားပြန်ပြောပြီးတော့သားဣဇက်ကိုရမယ်လို့ဖော်ပြပါတယ်။ဂျားထဲမှာ73နှစ်လောက်အာဗြဟံနဲ့ဘုရားနဲ့အဆက်ပြတ်သွားတယ်။ဘုရားသခင်ကအာဗြဟံအတွက်အကောင်းဆုံးကိုပြင်ဆင်ထားတော်ညာလေလူအကြံစီနဲ့လှုပ်လိုက်တဲ့အခါမှာအားလုံးကမောက်ကမဖြစ်သွားတယ်။ဘုရားသခင်ပြင်ဆင်တဲ့ຢာကနည်းနည်းကျသွားတယ်။ဘုရားသခင်ကသူ့ရဲ့အကြံစီတိုင်းပဲအာဗြဟံကိုအသက်100မှာသားဣဇက်ကိုပေးခဲ့တယ်။အာဗြဟံရဲ့အသက်တာထဲမှာနောက်ပိုင်းမှာသူသဘောပေါက်သွားတယ်။သူ့ရဲ့အကြံစီနဲ့ဘုရားသခင်ရဲ့အကြံစီနဲ့မတူညီတဲ့ဟာတွေရှိခဲ့ပါတယ်။တို့ရတွင်ဘုရားသခင်အလိုတော်ကိုဝန်ခံပြီးတော့လိုက်လျှောက်ဖို့ရန်အတွက်အာဗြဟံကဆုံးဖြတ်လိုက်တယ်
နောက်ဆုံးအသက်တရားမှာပေးတဲ့သားဣဇက်ကိုပြန်ပူဇော်ဖို့ဘုရားသခင်တောင်းဆိုတဲ့အချိန်တော်မှာအာဗြဟံကသူ့ရဲ့သားဣဇက်ကိုပူဇော်ဖို့အတွက်လှုံ့ဆော်ခဲ့ပါတယ်။ဘုရားလူတော်ကိုဝန်ခံပြီးတော့ဘုရားရဲ့အစီအစဉ်ထဲမှာပဲအာဗြဟံကလိုက်လျှောက်အသက်ရှင်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျွန်တော်ဣသရေလလူမျိုးတွေအေဂုတုပြည်ကနေပြီးတော့ခါနာန်ပြည်ကိုပို့ဆောင်တဲ့လမ်းကိုကြည့်တဲ့အခါမှာလေဘုရားသခင်ကဖိလိတိပြည်လျှောက်တဲ့လမ်းကဖြောင့်ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းနဲ့တဲ့ဘုရားသခင်ကမပို့ဘူးတဲ့။ဘာကြောင့်လဲဆိုရင်တဲ့အဲ့ဒီလမ်းမှာဖိလိတိလူတွေကစစ်အတက်ကျွမ်းကျင်တဲ့အခါမှာဣသရေလလူမျိုးတွေကစစ်မှုတွေကိုမြင်တဲ့အခါမှာကြောက်လန့်ပြီးတော့စိတ်ပြတ်ပြီးတော့သူတို့အေဂုတုပြည်ကိုပြန်ကောင်းပြန်မယ်လို့ဘုရားသခင်သိတဲ့အခါမှာတဲ့ဘုရားသခင်ကသူတို့ကိုအေဒုံပင်လယ်နာတောလမ်းဖြင့်ပို့ဆောင်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်ဣသရေလလူမျိုးတွေလည်းစဉ်းစားမှာပဲဘုရားသခင်ကခါနာန်ပြည်ကိုပို့တဲ့လမ်းမှာဒီဖြောင်းတဲ့လမ်းဖိလိတိပြည်သွားတဲ့လမ်းကိုမရွေးဘဲနဲ့ဘာလို့ဒီခက်ခဲတောလမ်းနေပို့ဆောင်တာလဲဣသရေလလူမျိုးတွေဘုရားသခင်အကြံစီကိုနားမလည်တော့ညာလဲဘုရားသခင်အကြံစီကပိုကောင်းနေတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်အဲ့ဒီဖိလိတိပြည်သွားတဲ့လမ်းကခါနာန်ပြည်ကိုအနီးဆုံးနဲ့ရောက်တော့ညာလဲစစ်မှုတွေရှိတယ်အဲ့ဒီမှာတိုက်ပွဲတွေအများကြီးရင်ဆိုင်ရမယ်အဲ့ဒီလိုတိုက်ပွဲတွေရင်ဆိုင်တဲ့အခါမှာဣသရေလလူမျိုးတွေကအလွယ်တကူစိတ်ပြတ်ပြီးတော့ခဏတော်တွင်းမှာပဲအေဂုတုပြည်ကိုပြန်လှည့်မယ်ဆိုတာကိုဘုရားသိတဲ့အခါမှာအေဒုံပင်လယ်နာတော်လန်နဲ့ဘုရားသခင်ကခါနာန်ပြည်ကိုပို့ဆောင်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်ဘုရားသခင်ပို့တဲ့လမ်းဘုရားသခင်ပြတဲ့လမ်းကဘုရားသခင်ရဲ့အကြံစီကအကောင်းဆုံးပဲဖြစ်တယ်အာဗြဟံတရတဲ့မှာဘုရားသခင်ရဲ့အကြံစီကိုမဆောင်မနဲ့လူရဲ့အကြံစီနဲ့လှုပ်ဆောင်လိုက်တဲ့အခါမှာဘုရားသခင်ပြင်ဆင်မဲ့ဣဇက်ကိုရဖို့ရန်အတွက်အချိန်ပိုပြီးတော့စောင့်လိုက်ရတယ်ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာလည်းဘုရားသခင်ရဲ့အကြံစီနဲ့မသွားဘဲနဲ့ကိုယ့်ရဲ့အကြံစီထဲမှာပဲလှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကောင်းကြီးမင်္ဂလာနဲ့လွှဲချုံမှာဖြစ်ပါတယ်ဘုရားရဲ့ကောင်းကြီးကိုရဖို့ရန်အတွက်ကျွန်တော်ကပို့ပြီးတော့အချိန်ကြာသွားမှာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်အစီအစဉ်ကိုနားမလည်တော့ညာလေဘုရားသခင်အကြံစီကကျွန်တော်ရဲ့အကြံစီနဲ့မတူတော့ညာလေမတိုက်ဆိုင်တော့ညာလေဘုရားသခင်အကြံစီထဲမှာပဲသင်ကဝန်ခံပြီးတော့အသက်ရှင်လိုက်ပါဘုရားသခင်ကကျွန်တော်တို့သိတာထက်ပိုသိတဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်မို့ဘဝအတ္တတာကိုဘုရားသခင်ရဲ့စီမံတဲ့အတိုင်းဘုရားသခင်ရဲ့အစီအစဉ်ထဲမှာဘုရားသခင်ရဲ့အကြံစီတော်ထဲမှာလိုက်လျှောက်တတ်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ။